السلام عليكم ورحمة الله وبركاته إن شاء الله ကျွန်တော်ဒီနေ့ဖဒါအီလီအမလ်ကျမ်းကိုစာပြီးဖတ်ပြမှာဖြစ်ပါတယ် اللهم ألهمنا مراشد أمورنا وأعذنا من شرور أنفسنا ومن سيئات أعمالنا ဖဒါအီလီအမလ်ကျမ်းဖြစ်ပါတယ်အဖွင့်အမှားသောအလ္လာဟ် Subhanahu wa Ta'ala ၏ မဟာကရုဏာတော်ဖြင့်Hazrat Shaykhul Hadith Maulana Muhammad Zakaria Sahib Rahmatullah Alayhi တခင်သည်မိမိဘာရီတော် Hazrat Maulana Muhammad Ilyas Sahib Rahmatullah Alayhi တခင် Hazrat Maulana Shah Abdul Qadir Raipuri Rahmatullah Alayhi တခင် Hazrat Maulana Hafiz Muhammad Yasin Sahib Nagi Nawi Rahmatullah Alayhi တခင် Hazrat Maulana Muhammad Yusuf Sahib Rahmatullah Alayhi တခင်တို့၏ညွှန်ကြားချက်အရဖဒါအီလီအမလ်ကျမ်းနှင့်ဟီကာတီစွာဘာကျမ်းများကိုပြုစုခဲ့ပါသည်ဝါဟစ်အီလာကျမ်းကိုဟာဇရတ်မောလနာအဟ်တီရှာမုလ်ဟဆန်ရဟမတုလာအလိုင်တခင်ကဟာဇရတ်ကြီးပထမဟာဇရတ်ကြီးမိန်ကြားချက်အရစီရင်ခဲ့ပါသည်ဖဒါအီလီအမလ်ဆိုင်ရာကျမ်းကူးကျမ်းသည်ဒါဝတ်တဘလစ်လုပ်ငန်းတွင်အချိန်ပေးနေကြသူများအတွက်နေဆပ်တရက်အနေဖြင့်ဖတ်ရွတ်နားဆင်လာကြသည့်အပေါ်အကျိုးဘရကတ်များဖြစ်ထွန်းလျက်ရှိနေသည်မှာကဘာနှံ့ကြော်ကြားလျက်ရှိပေသည်အလ်ဟမ်ဒူလ illah ကျွန်တော်များနိုင်ငံတွင်လွန်ခဲ့သည့်နှစ်ပေါင်း40ကျော်ကပင်မြန်မာဘာသာဖြင့်ပြန်ဆိုလျက်ဖတ်ရွတ်နာကြားနာလာသည်မှာဥရဒူမူရင်းကိုနားမလည်ကြားလင့်ကစားအမလ်အကျိုးဖြစ်ထွန်းလာခဲ့ပါသည်ကျမ်းရှင်ဟာဇရတ်ရှိုက်နှင့်ထိုကျမ်းကိုပြုစုရန်မိတ်ဆွေညွှန်ကြားခဲ့သောဆရာသခင်သူတော်စင်များထိုကျမ်းကိုဘာသာစကားအသီးသီးဖြင့်ပြန်ဆိုရေးသားရ၌ဖြန့်ချီသူများအားအလ္လာဟ်အရှင်နှစ်ဌာနစလုံးတွင်အစားပေးချီးမြှင့်တော်မူပါသည်ကျွန်ုပ်တို့ကျေးဇူးရှင်ဟာဇရတ်အမီရ်ဆာဟစ်အလ်ဟဂျ်မောလနာဟာဖစ်မိုဟမ္မဒ်ဆာလီရာဟမတုလာအလိုင်တခင်သည်အိမ်တိုင်းစိတ်တာလင်ဖြစ်စေရန်အထူးတိုက်တွန်းခဲ့သည့်အပြင်အိမ်တိုင်းစိတ်မွတ်စလင်ညီနောင်များလက်ဝဲဖဒါအီလီအမလ်ကျမ်းရောက်ရှိသွားရန်၎င်းဖဒါအီလီအမလ်ကျမ်းကိုကုရ်အာန်အာယတ်ဟာဒီသ်စာသားများနှင့်တကွတဆက်ထည့်ရေးသားရန်လိုအပ်ကြောင်းအဓိပ္ပာယ်နှင့်ရှင်းလင်းချက်များကိုလည်းဟာဇရတ်ရှိုက်၏မူရင်းအာဘုံမပြတ်စေဘဲအနည်းဆုံးပြန်ဆိုရေးသားရန်လိုအပ်ကြောင်းစာအုပ်တန်ဖိုးကိုလည်းကြားသိငွေအတိုင်းသတ်မှတ်ကြောင်းစသဖြင့်ညွှန်ကြားမိန့်ဆိုလာသောကြောင့်လက်ရှိဝယ်ဖဒါအီလီကျမ်းကိုရေးသားပြုစုရန်အကြောင်းပေါ်ပေါက်ခဲ့ပါသည်ဟာဇရတ်အမီရ်ဆာဟစ်ရာဟမတုလာအလိုင်တခင်သည်ရှူရာတာဝန်ခံများလူဟောင်းများနှင့်မရှာရာပြုလုပ်၍အာလင်များဥရဒူစာပေနားလည်တတ်ကျွမ်းသောခေတ်ပညာတတ်များအပါအဝင်ဂျမာအတ်တစ်ဖွဲ့ကိုတာဝန်ပေးအပ်ခဲ့ပါသည်ထိုဂျမာအတ်မှပုဂ္ဂိုလ်များသည်ဖဒါအီလီအမလ်ကျမ်းကိုအချိန်ယူ၍ပြန်ဆိုစီစဉ်ရေးသားခဲ့ကြပါသည်အတတ်နိုင်ဆုံးပြန်ဆိုချက်မှာအမှားမပါရှိစေရန်မူရင်းနှင့်အတတ်နိုင်ဆုံးအနည်းဆုံးဖြစ်ရန်နှင့်ကုရ်အာန်အာယတ်နှင့်ဟာဒီသ်စာသားများပြည့်စုံမှုရှိစေရန်ကြိုးစားခဲ့ပါသည်တို့ရာတွင်လူသားဖြစ်သည့်လျောက်အမှားမပါအမှန်ပင်ဖြစ်ကြောင်းဝင်ကြွားနိုင်ခြင်းမရှိပါအမှန်ပင်အမှားနှင့်မလွတ်ကင်းနိုင်သောကြောင့်စာလုံးပေါင်းတပ်ပုံမှားခြင်းပုံနှိပ်ရတွင်၎င်းကွန်ပျူတာစာဆွေရတွင်၎င်းစာကြံခြင်းများရှိနိုင်ပါသည်အမှားများတွေ့ရှိ၍တင်ပြလာပါလျှင်ကျေးဇူးတင်လျက်ပြင်ဆင်ဖြည့်စွက်ပေးပါမည်ဤကျမ်းကိုမူရင်းကျမ်းဤသူကပူပြုတော်မူပါစေအာမင်ဖတ်ရှုကျမ်းနာသူတို့အဖို့အမလာဖြင့်အရှင်မြတ်ထံတော်မှကပူရီယတ်များကိုရယူစုခိုးနိုင်ကြပါစေကဘာ၌ကီယာမတ်တိုင်အောင်လူသားတရလုံးအားအလ္လာဟ် Subhanahu wa Ta'ala ၏ဘဏ္ဍာတော်မှအစဉ်တစိုက်အကျိုးထူးများရရှိနိုင်သည့်အရေးချင်းများကိုလည်းချီးမြှင့်ပေးသနာတော်မူပါစေအာမင်နှစ်ချက်အလ္လာဟ်၏နာမည်တော်ဖတ်လျင်အလ္လာဟ် Subhanahu wa Ta'ala ရဆူလာ၏အမည်ကိုဖတ်လျင်ဆလ္လာလာဟူအလိုင်ဝါဆလမ်
နဗီတစ်ပါးနှင့်မလာအီကာတစ်ပါး၏အမည်ကိုဖတ်လျင်အလိုင်ဟစ်ဆလမ်နဗီများနှင့်မလာအီကာများ၏အမည်ကိုဖတ်လျင်အလိုင်ဟီမုဆလမ်ဆွာဘာများ၏အမည်ကိုဖတ်လျင်ရောဒီယလ္လာဟူအန်ဆွာဘီတဦးချင်း၏အမည်ကိုဖတ်လျင်ရောဒီယလ္လာဟူအန်ဟာရောဒီယလ္လာဟူအန်ဆွာဘီယာအမျိုးသမီး၏အမည်ကိုဖတ်လျင်ရောဒီယလ္လာဟူအန်ဟာတာဘီယင်နှင့်အခြားသူတော်စင်တဦးချင်း၏အမည်ကိုဖတ်လျင်ရာဟမတုလ္လာဟီအလိုင်တာဘီယင်နှင့်အခြားသူတော်စင်များ၏အမည်ကိုဖတ်လျင်ရာဟီမဟူလာဟုဖတ်ရမည်ဤသို့ဖတ်ခြင်းဖြင့်ယုံသွေးမှုကိုအထူးပြုရာရောက်၍နုလင်းဝဲမှုကိုရရှိပေမည်